Hi, this is everything I ate in my Hong Kong trip. ဒီဘလော့လီမှာတော့မိကဟောင်ကောင်မှာဘာလို့စဖြစ်ကလေးဆိုတာကိုပြပြပေးသွားမှာပါဒီဝန်ရဲ့ first me အနေနဲ့ဟောင်ကောင်ကိုလာခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်တဲ့ Bake House ကအတက်ကိုသွားစားမှာပါဟောင်ကောင်ကိုသွားမယ်ဆိုရှင်မစားမဖြစ်တဲ့ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့အခြားအတက်တွေနဲ့မတူပဲအပြင်သားပါလေးကိုမှကျွတ်ရွာနေပြီးတော့အတွင်းကကျဝန်းနစ်ကလည်းပိုပြီးနူးညံ့ပြီးတော့တော်တော်လေးစားလို့ကောင်းတယ်မိကတော့တထိုင်နေတဲ့ကိုလေးခုလို့စားကိုသွားတယ်အတက်စားပြီးတော့နောက်ထပ်နမဲ့ကြီးစားဆိုင်ဖြစ်တဲ့ရှဟိုင်းပန် fry pan တွေကိုရောင်းတဲ့ဆိုင်ကိုသွားစားဖြစ်ခဲ့ပါတယ်ဒီမှာတော့မိကoriginal ကိုနဲ့ spicy မရလို့ပစုံနဲ့ပဲမှာလိုက်တယ်ကြော်ထားတာမို့အပြင်မှာကြော့နေပြီမဲ့အတွဲမှာတော့အသားကထွက်လာတဲ့အရည်တွေနဲ့ရွှမ်းနေပြီးတော့အသားတွေကလည်းတော်တော်လေးအရသာရှိတယ်သူပေးတာနဲ့စော့နဲ့ကလည်းတော်တော်လေးကိုလိုက်ပတ်တယ်ဟေတီကိုတောက်ဖို့သွားတဲ့လမ်းမှာဟောင်ကောင်ရဲ့ signature တစ်ခုဖြစ်တဲ့ဒီ$73နဲ့ရေကမုတ်ကားနဲ့နေလေးကိုတွေ့လို့ဝယ်စားလိုက်ပါသေးတယ်ဒီရေကမုတ်လေးကိုလူတိုင်းကချက်စရာကောင်းလို့ညိုးနေလို့ပဲထင်တာလားစားကြည့်လိုက်မှပဲသူရဲ့ရတာကနှုတ်အရသာပြည့်နေပြီးတော့ထင်တာတဲ့ထဲကိုပိုကောင်းလို့အံ့ဩသွားပါတယ်နောက်ဆုံးတော့ဟီတီတောင်းမဲ့အချိန်ရောက်ပါပြီမီဒီမီနူလေးကိုတောက်ရှင်လို့မလာခင်ကနေကြိုတင်မှတ်လာတာတကယ်တောက်ကြည့်တော့လေတော်တော်လေးကိုတောက်လို့ကောင်းတယ်သူကမန်ဂိုစမူသီကိုမှအုံနိုနဲ့တာကူရဲ့မန်ဂိုချစ်လေးပါထည့်ထားပြီးတယ်သူရဲ့ပေါင်စမ်းမှုလေးကတော်တော်လေးကောင်းပြီးတော့တောက်ပူခဲ့တဲ့များတွေမှာအကောင်ဆုံးလို့ပဲခံစားရတယ်ခဏနာပြီးတော့ညဘက်ကိုတော့ခေါလွန်ထရိုမှာညစာစားခဲ့တယ်ညစာဆိုတာတည်းဘာမှဘီယာနဲ့ကြကြော့ကိုပဲအဓိကစားခဲ့တာပါချစ်ခင်ဝင်းစစ်ပေးနဲ့ဘီယာကိုဟောင်ကောင်ဒေါ်လာ900လောက်ကျတော့နည်းနည်းလေးတော့ဈေးများတယ်ဒီတူကတော့ Disneyland ကိုတော်လဲမယ်နေလို့မသွားခင်မနက်စာကို Red Tea မှာစားဖြစ်ခဲ့တယ်ဒီအမေခောက်ဆွဲရဲ့ Toast ရဲ့ Ice Tea ကိုမှဟောင်ကောင်ဒေါ်လာ50လောက်ပဲပေးရတာမို့တော်တော်လေးတက်နေလို့ပြောလို့ရတယ် Macaroni ဆိုင်ကောင်းမလားခောက်ဆွဲဆိုင်ကောင်းမလားတူပြီးနေတာခောက်ဆွဲပဲယူလိုက်တာမှန်သွားတယ်ဈေးတော့ပေမဲ့သူအမေသားနူးညံ့ပြီးတော့အရသာနဲ့တာလည်းတော်တော်လေးကောင်းပြီးတော့သူ့ရဲ့ pineapple bread ကနာမည်ကြီးအောင်နောက်နေ့ထပ်ပြီးတော့သွားစားခဲ့ပါသေးတယ်တနေ့လုံးကို Disneyland ထဲမှာလဲပြီးတော့နေ့လည်စာကိုတော့3နိုင်လောက်မှာ Royal Home မှာပီဇာနဲ့ကိုလာဆက်ကိုပဲဝယ်စားလိုက်တယ်။အမှန်ဆိုတော့ဒီထဲမှာကဈေးကြီးပြီးတော့စားရှင်းရတဲ့သိမ်းမရှိပေမဲ့ညနောက်ကြောင့်ဒီနေရမှာမို့လို့ပီဇာကတော့လည်း6ကတ်လေးဖြစ်နေမှလည်းစားလိုက်ရပါတယ်။အချိုတဲဘိုးကိုတော့ Frozen Warrior က Ola Ice Scan ကိုစားခဲ့တယ်။$80လောက်မသိပေးရတာ$73တက်လောက်စားမကောင်းဘူး။ Disneyland ကအပြန်ကိုတော့ခြေကုပ်လက်ပံကျပြီးတော့ညစာတော့စားလိုက်တော့ hostel ကိုပဲပြန်လိုက်ပါတယ်ဒီ3မှာတော့မိက Central Bank ကိုလဲရမယ်နေ့လေးပါရောက်တော့နေဘိုက်စာလို Michelin Star Sign ဖြစ်တဲ့ Yellow မှာ Bacon နဲ့ Workout ထမင်းကိုသွားစားမှာပါဒီစားလေးကချင်းလေးနဲ့လူတိုင်းညွှန်းကြလို့သွားစားကြည့်တာတကယ်ဒီလောက်ကောင်းမယ်လို့မထင်တော့သူရဲ့အသားကအရန်ကိုအရသာရှိတယ်ပြီးတော့သူချတာပြီးငရုတ်စီမွေလေးလိုဟာမျိုးလေးရှိတယ်အဲ့ဒါနဲ့တွဲစားလိုက်ရတော်လေးစားလို့ကောင်းလို့ဘာလို့လူတွေဒီလောက်ညွှန်းကြလဲဆိုတာနားလေသွားတယ်လုံးဝစားတဲ့ဆိုင်လေးမို့ recommend ပေးပါတယ်စားပြီးတော့ Central မှာမတော်မဖြစ်တဲ့ Lanfong Yong Mid Tea ကိုတောက်ခဲ့ပါတယ်စစ်ကနေတစ်ခုလိုဖြစ်နေတော့အရမ်းမျောလင့်နေတာဒီတိုင်းအခြားဆိုင်တွေလိုပဲအရသာတိတ်တော့မထူးကြဘူးဟိုရှားတွေရှားလိုက်ပတ်ကြည့်ရင်လည်းမထင်မှတ်တယ်ပဲမိထိုင်ချင်နေတဲ့ Harry Coffee ဆိုင်ကိုရောက်သွားလို့တခါလေးဝင်ထိုင်လိုက်ပြီးတော့လက်တီတစ်ခွက်ကိုမတောင်းလိုက်တယ်နေရာထိုင်ခင်းနဲ့လာချပြီးခွက်ပုံစံအစားအရန်ဆန်းတက်တာပဲသူ့ coffee တိတ်ကလည်းတော့လေးတောက်လို့ကောင်းလို့လာတောက်တဲ့လူတို့များတယ်နောက်ထပ်ရောက်သွားတဲ့ဆိုင်ကတော့ Central မှာပဲရှိတဲ့ Vision Face Crease ဆိုတဲ့ဆိုင်လေးပါအဲ့ဒီမှာတော့အခုတလောနာမည်ကြီးနေတဲ့ Matcha Mochi Dennis မုတ်လေးကိုသူထိုင်ကြည့်ခဲ့ပါတယ် Matcha အနည်းပြင်းနဲ့ပြီးတော့အပြင်သားမုတ်ကကျွတ်ရွာနေတာကိုအထဲမှာ Mochi အီလေးပါထည့်ထားတယ်တော်တော်လေးစားလို့ကောင်းပြီမဲ့နည်းနည်းအီလို့တဝက်ပဲစားပြီးတော့နောက်တဝက်ကိုတော့ညနေမှပဲထပ်စားလိုက်ရတယ်ညစာကိုတော့နာမည်ကြီးရမြန်ဆိုင်ခွဲတစ်ခုဖြစ်တဲ့ Ichiran ရမြန်ဆိုင်မှာသွားစားခဲ့ပါတယ်သူကလည်းဒီတစ်ဆက်လုံးကိုဒေါ်လာ200နီးပါးကျတာမို့လို့ဈေးကြီးရတဲ့ပါတယ်သူရပေးရတဲ့ဈေးနဲ့ရတဲ့အရသာကလည်းထပ်တူကြပြီးတော့အရေးတစ်စက်ကအစအရသာထိမိနေတာမို့မစားမိခဲ့ရင်တော့ဒါရမိတော့မလို့ပါပဲဟောင်ကောင်ရောက်ဖြစ်ခဲ့ရင်စားဖို့စားတဲ့ဆိုင်လေးမို့သိကြပါ try ကြည့်ခဲ့ကြပါဒီဖုန်းမှာလည်းမိကတမန်လုံးလိုက်လဲနေပြီးတော့နေ့လည်စာကိုတော့နောက်ကြတော့မှပဲဒီတင်ဆန်းဆိုင်မှာစားဖြစ်ခဲ့ပါတယ်
တယောက်တည်းမို့မာတာများနေရလို့ထင်တာမိမယ်လေစားကောင်းလို့အကုန်လုံးစားပလိုက်ပါတယ်သူရဲ့ဒီဇန်တွေကအကုန်လုံးရတာရှိပြီးတော့အတီးကဒီကြက်ချင်တော့ကကျတော့မိအရင်တော့သဘောမကျပေမဲ့လေဒီမှာသူ3လမ်းဆော့ကတော့တော်လေးကိုစားကောင်းပြီးတော့ဒီအပွဲကြီးပွဲကိုအားလုံးစားလိုက်တယ်ပြီးတော့ဒီမှာထူးခြားချက်နောက်တစ်ခုကဒင်းဆန်းကိုတိုးပုံငရုပ်စီနဲ့မဟုတ်ပဲနဲ့ပန်းငယ်ပြရင်နဲ့ငရုပ်စီမွေးနဲ့တိုးရတာပါအချိုတဲဖို့ကတော့ Max E in Hong Kong လို့ရှာလိုက်ရင်အမြဲတွေ့ရတယ် Hishi E က croissant ice cream ကိုစားဖြစ်ခဲ့တယ်တော်တော်လေးကြီးပြီးတော့အပြင်ကကျွတ်တယ်ပြီးတော့အထက်ကတော်နူးညံ့တယ်ပြထင်တာတကူပို့ပြီးဈေးတက်ပြီးတော့လည်းစားလို့ကောင်းတယ်ညနေဘက်ကတော့ Temple Street ဘက်ကိုတက်လှည့်ပြီးတော့အဲ့မှာ mango mochi ကိုတွေ့လို့စားဖြစ်ခဲ့ပါတယ်ဟောင်ကောင်ရောက်လို့ရှိရင်ဒီ mango mochi ကမစားမဖြစ်ဘူးဆိုတော့ mango mochi စားချင်တော့အခု$16ဆိုတော့ဒီအသိမှမရဘူးအခု Temple Street ထဲမှာအစားတော့မိုးရွာနေ然后平常的也是吧，这个就要去了，这要啥讲啊？好个要东西，你家把看几家呢？ဒီဖိုင်မှာတော့မိကနောက်ထပ်ကျွန်းတစ်ခုကိုတွားလည်ဖို့ရှိတာမလို့မနက်စာကိုတော့ဝိုင်းလင်ဖြစ်အောင်လို့ Dragon Delight Kitchen မှာတော့စားခဲ့ပါတယ်။သူကဟင်းနဲ့အများကြီးရှိရတယ်မှာပေါ့ကိုလိုချင်တာကိုပကံသေးလေးနဲ့ထည့်ပေးပြီးတော့ပြီးရင်ကြားသလောက်ရှင်ပြီးတော့စားရုပ်ပါပဲ။စံပြုံးနဲ့လည်းရှိပြီမိကထမင်းကြောကိုရွေးမိတာနည်းနည်းတော့6ကပ်ဖြစ်နေလို့တိတ်တော့မစားနိုင်ခဲ့ဘူး။စားပြီးတော့မသွားဖြစ်သေးဘူး။အဲ့နားမှာရှိတဲ့ Mero Burger အရင်နာမည်ကြီးနေဆိုလို့တခါရဲတော့ဝင်စားလိုက်ပါသေးတယ်။သူက tiramisu ကို Mero Bread နဲ့ညက်ထည့်တာတော့တော်လေးကို email လို့တွေးထားတာအတွင်းနဲ့အခြားစီပဲလုံးဝကိုမချို့မအီပဲနဲ့တော်လေးစားလို့ကောင်းတယ်ဒီစက်သဘောကျတယ်မျိုးအတွက်ကတော့လုံးဝအကြိုက်တွေ့တာမို့ဘာလို့နဲ့မေ့ကြီးနေလဲဆိုတော့သဘောပေါက်ပါတယ်ဒါတွေကတော့မီထေအိုဗေးလေးရောက်တော့ကစားဖြစ်ခဲ့တာတွေပါဒီမှာတော့ဒီဒိုနတ်ကိုအကြိုက်ဆုံးပဲပုံမှန်ဒိုနတ်တွေနဲ့မတူဘဲနဲ့အရင်ကြီးပြီးတော့အပြင်ကကျွတ်လေးမှာအတွင်းနူးညံ့ပြီးအစက်နာပဲသူရေကမလို့တွေ့စားတော့တော်လေးလိုက်ဖက်တယ်နောက်ပြင်360ကိုပြင်ရောက်တဲ့အချိန်မှာတော့မိဘာမှမစားနိုင်တော့ဘဲနဲ့ Starbucks ကအေးတစ်ခွက်ပဲဝယ်တောင်းခဲ့ပါတယ်ညဘက်ကတော့ခိုင်ခီနိုးတွေကိုသွားစားခဲ့ပါတယ်ဒီဆိုင်လေးကထိုင်ခီးသွားရရရှာတော့နာမည်ကြီးပြီးတော့သူတို့ညွှန်းကြလို့သွားစားကြည့်တာပါသေခောက်ဆွဲကတုတ်လေးနဲ့တော့သွားနဲ့ကိုက်ဖြစ်တာတော့မပြတ်ဘူးပြီးတော့ရင်းညင်ငါအတော့လို့ကလည်းတော်တော်လေးတုတ်ဖြစ်ပြီးတော့စားကောင်းတယ်စားပြီးပြန်တော့မီချာကြီးပါဝင် try ကြည့်လိုက်ပါသေးတယ်လူတိုင်းက high နေကြပြီမယ်မရပဲမီနူရေးမတက်တာလားမသိဘူးအဲ့လောက်ရောတောက်လို့မကောင်းဘူးနောက်ဆုံးရင်းလေးမှာတော့မိကလက်ဆောင်တွေလက်ဝယ်ပေးနေရတယ်နဲ့ပဲဘယ်မှမရောက်ဖြစ်တော့ပဲနဲ့စားဖို့တော့မှဟောင်ကောင်ရဲ့စားဆက်တစ်ခုဖြစ်တဲ့ဆန်လိတ်ကိုစောနဲ့တွေ့စားရတာလေးကိုလမ်းပေးမှာပဲစားဖြစ်ခဲ့ပါတယ်ပြီးတော့မစားမဖြစ်တဲ့ Airwaffle ကိုလည်းစားဖြစ်ခဲ့တယ်ပြီးတော့မှဒီ hashtag ကအထက်နဲ့ပဲဒီခီးစင်လေးကိုအဆုံးသတ်လိုက်ပါတယ်ဒီအထက်နဲ့ဘေးဟောက်ရဲ့ကွာခြားချက်ကတော့ဒီကမုတ်တာကပို့ပြီးထူပြီးတော့သူရဲ့ကျုံနဲ့တည်းမှာလည်းတခြားရွှေရွှမ်းလေးပါတယ်အထက်နဲ့စားခဲ့တဲ့ခီးစင်လေးကိုအထက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကြည့်ပေးလို့ကျေးဇူးပါနောက်ဘလော့လေးမှာပြန်တွေ့ရအောင်အားလုံးဘိုင်ဘိုင်